စစ်သားတွေကကြီးစံတစ်ခုကိုမဂဇင်းထဲကနေဆွဲထုတ်ပြီး fuse ကိုမိညှိလိုက်တယ်။ fuse ရဲ့အရှိကပောက်ကွဲဖို့ဘယ်လောက်ကြာမလဲဆိုတာကိုဆုံးဖြတ်ပေးတယ်။ကြီးစံရဲ့အလေးချိန်နဲ့ပင်လယ်ရေရဲ့တိတ်တီးစကိုတွက်ချက်ကြည့်ရင်Nautilusသင်္ဘောတောင်မီတာပေါင်းများစွာအနက်ကိုငုတ်ရှိုးရင်တောင်ပောက်ကွဲမှုမှာပိတ်မိနေနိုင်တဲ့သင်္ဘောသားတွေကပျက်စီးမှုအားလုံးကိုပြုပြင်ဖို့အလူရဲလုပ်ကြတယ်။ကျွန်တော်တို့အလင်းစလိုထွက်ပြေးလာတာကြောင့်တော်ပီဒိုတွေဒါမှမဟုတ်တခြားပင်လယ်ရေနဲ့လက်နက်တွေမပါလာဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့တခုတည်းသောရွေးချယ်စရာကရှောင်းတိန်ဖို့ပဲစစ်သင်္ဘောရဲ့ဦးစီးမှုကလက်မလျှော့ဘူးသူကစစ်သားတွေကိုအရှိဆုံး fuse တွေကိုတုံးပြီးနောက်ထပ်ဘုံတစ်လုံးကျဲချဖို့အမိန့်ပေးလိုက်တဲ့ရေငုပ်သင်္ဘောပေါ်ကလူတိုင်းကအသက်ကိုပြင်းပြင်းရှူပြီးသင်္ဘောနဲ့သင်္ဘောသားတွေအတွက်ဂိမ်းပြီးသွားမလားလို့တွေးနေကြတယ်ဘုံက9 မီတာအောက်ကွာမှာပောက်ကွဲသွားတယ်အသက်ရှင်နေသေးတာကိုဝမ်းသာအားရနဲ့ကျွန်တော်တို့အားလုံးစိတ်သက်သာရသွားကြတယ်ဒါပေမဲ့ကျွန်တော်တို့အောင်ပွဲခံဖို့မတိုင်ခင်မှာပဲစစ်သင်္ဘောရဲ့ဆိုနာအော်ပရေတာကရေအောက်မှာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ဘုံတွေထက်တောင်ကြောက်စရာကောင်းတဲ့အရာတစ်ခုကရေနက်ထဲမှာချောင်းမြောင်းနေတဲ့မကြခင်မှာပဲတာပိုင်ပျက်စီးမှုကြောင့်ကျွန်တော်တို့ကို900 မီတာအောက်ကိုပြုတ်ကျသွားစေခဲ့တဲ့သင်္ဘောပေါ်ကလူတိုင်းအတွက်ကျွန်တော်လဲဒီလန်နာကိုအကူအညီတောင်းရတယ်သူမကယာယီဖိအားပေးစနစ်တစ်ခုကိုတက်ဆင်ပေးခဲ့တဲ့သင်္ဘောသားတွေကသူတို့မှာရှိတဲ့အရာအလုံးနဲ့လီဘာတွေကိုအလှည့်ကျလှည့်ပေးပေမဲ့ကျွန်တော်တို့ဘလောက်ပဲစူးစမ်းNautilusကမတက်လာဘူးကြပိုးစားအားထုတ်မှုအားလုံးဟာကျွန်တော်တို့ရဲ့အောက်ဆီဂျင်ကိုပိုမြန်လောင်ကျွမ်းစေခဲ့တယ်။အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်မူးဝေခြင်းနဲ့နှလုံးခုန်နှုန်းတွေမြန်လာတဲ့လိနကတနေရာမှာနောက်ထပ်ယိုစိမ့်မှုတစ်ခုရှိတယ်လို့တန်တရားဝင်ခဲ့တဲ့သင်္ဘောသားတွေရဲ့အသက်ရှူကျက်နေတဲ့ကြားထဲမှာကျွန်တော်တို့တိုးတိုးလေးအတန်တစ်ခုကိုကြားလိုက်ရတယ်။တွတ်ဆုပ်ခြင်းမရှိဘဲလိနာကသူမရဲ့စကတ်တစ်ပိုင်းကိုဆွဲဖြုတ်ပြီးအစီအစဉ်ကယိုစိမ့်နေတဲ့ပိုက်ကိုတင်းကြပ်ပတ်လိုက်တယ်။ကျွန်တော်ရဲ့အကူအညီနဲ့တော်တို့ပိတ်လိုက်တယ်မျောလင်းချက်အသစ်နဲ့သင်္ဘောသားတွေဟာသူတို့ရဲ့နောက်ဆုံးခွန်အားကိုစုစည်းပြီးနောက်ဆုံးမှာNautilusကိုရေမျက်နှာပြင်ပေါ်ပြန်တင်နိုင်ခဲ့တဲ့အားလုံးကလက်ဆက်တဲ့ပင်လယ်လေးကိုရှူရှိုက်ကြတယ်။အသက်ရှင်ကျန်ရစ်တာကိုဂုဏ်ပြု